ကန်ဂျမာကဖန်တီးတဲ့ဝေးကွာခြင်းပဲဖြစ်ဖြစ်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းခွဲပဲဖြစ်ဖြစ်တကယ်လို့သာနောက်တစ်ချိန်စုံတွေ့ခွင့်စကားပြောခွင့်မရှိတော့ဘူးဆိုရင်အဲ့ဒီအချိန်ကစပြီးတယောက်နဲ့တယောက်ဟာကဘာချသွားခဲ့ပါပြီအသက်ရှူနေုံနဲ့တင်တက်ရှိထင်ရှားရှိနေတယ်ဆိုပေမဲ့ပြန်ဆုံနိုင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့နေ့ဟာပိုင်ဆိုင်ခဲ့သမျှအရာအားလုံးဆုံးရှုံးသွားရတယ်လို့ပါပဲဒါကြောင့်လဲအဆုံးသတ်မဲ့မျှော်လင့်ခြင်းတွေတတိယခြင်းတွေနဲ့ပြည့်နှက်နေတဲ့ဒီရင်ဘတ်ထဲမှာပြန်မဆုံနိုင်တော့ဘူးဆိုရင်ဒီသက်ဝေးပြီပေါ့ဆိုတဲ့အတီးကအနာကျင်ရဆုံးအမှန်တရားတစ်ခုဖြစ်နေုံနဲ့မကပဲပြန်ဆုံနိုင်မှုမရှိတော့တဲ့ဝေးကွာခြင်းရဲ့ဏီကုန်းတစ်ခုလည်းဖြစ်ပါတယ် I know this isn't easy. Don't tell me that your love is gone. That your love is gone.